ထမဲအသားချိတ်လုပ်မယ်ဆိုလို့ရှိရင်ညီမကတော့လက်မဝက်တမမဟုတ်ရင်1 cm အဲ့လိုအကွက်လေးတွေကိုခြားထားပြီးပေါ့နော်အဲ့လိုခြားထားပြီးပြီးသွားလို့ရှိရင်တစ်ဖက်ကိုလက်မစိတ်20ရဲ့တလက်မတွေရဲ့လက်မစိတ်20တွေမြင်းတွေကိုမှတ်ပြီးတော့အဲ့လိုပေတံလေးနဲ့မြင်းဖြောက်ဆွဲပေါ့ဒါကကြတော့ချုပ်တဲ့အခါမှာပို့ပြီးတော့မြင်းချောင်းတွေပို့လှရအောင်ဆိုပြီးတော့မြင်းဖြောက်ဆွဲထားတာဖြစ်ပါတယ်ဒါပြီးရင်ပိုတဲ့အပိုင်းလေးကိုညီမကဖြတ်ထုတ်ပါတယ်ညီမအစကဆွေနေတဲ့အတွက်ပေါ့နော်အစကိုဖြတ်ထုတ်လိုက်ပါတယ်ပြီးရင်စပြီးတော့ချုပ်ပါတော့မယ်ချုပ်မယ်ဆိုလို့ရှိရင်အဲ့ဒီခောက်ရိုးမြင်းချောင်း3ချောင်းကိုခောက်ရဘယ်ပြောမလဲအခောက်တစ်ခုလေးနဲ့ပေါ့နော်အဲ့လိုမျိုးအခောက်တစ်ခုအနေနဲ့တော့ညီမတို့ချုပ်တာဖြစ်ပါတယ်နှစ်ခုကိုတစ်ခုဆိုပြီးတော့တွဲချုပ်တာမဟုတ်ခောက်ချောင်း3ခုကိုတစ်ခုအနေနဲ့တွဲချုပ်တာဖြစ်ပါတယ်အဲ့လိုချုပ်ပြီးွားရင်မြင်းချောင်းတွေကအဲ့မှာမြင်းချောင်း4ချောင်းချုပ်ပေါ့နော်ညီမကကြတော့တပြည့်နှစ်ခုပြန်ဖြတ်မှာဖြစ်တဲ့အတွက်ပေါ့နော်အဲ့ဒါပြီးသွားလို့ရှိရင်အခုကနောက်ဆုံးအကြောင်းလေးကိုချုပ်တော့မှာဆိုတော့နောက်ဆုံးအကြောင်းအဲ့လိုမျိုးမြင်းချောင်းလေးတွေတားထားတဲ့အတွက်ကိုယ့်ရဲ့အဲ့ဒီအသားချိတ်လေးကကွာဆွေတာတွေစောင်းတာတွေအဲ့လိုမျိုးမဖြစ်တော့ဘဲနဲ့တသက်ရရက်လေးထွက်လာမှာဖြစ်ပါတယ်အဲ့ဒါပြီးသွားရင်မီးဘူးတိုက်မယ်ပေါ့မီးဘူးတိုက်တယ်ဆိုတာကကိုချုပ်ကိုပြန်ပြီးတော့ဖိမဲ့အသားထမိန်အထက်ဆင့်ပါလေအဲ့လိုလှရအောင်ပေါ့အဲ့လိုမီးဘူးမတိုက်လို့ရှိရင်ခောက်ချောင်းကလုံးဝမလှဘူးအဲ့မှာပြန်ဖိတဲ့အခါမှာခောက်ချောင်းလုံးဝမလှဘူးဖြစ်နေမှာအဲကြောင့်မို့လို့မီးဘူးလေးနဲ့ပြန်ဖိတာအခုကအသားချိတ်ရပါပြီဆိုတော့ထမိန်လေးတွေမှာချိတ်ပြီးတော့တွဲပြီးတော့ချုပ်လို့ရပါတယ်